အတန်နှစ်တန်ပါတယ် noun adjective တွေမှာမူရင်းစကားလုံးတစ်လုံးထဲကဆင်းသက်လာတာမဟုတ်ရင်တောင်မှပဲများသောအားဖြင့်အတန်ကြီးအတန်သေး pattern ရှိတယ်လွယ်လွယ်ပြောရရင်အတန်နှစ်တန်ပါတယ် noun တွေ adjective တွေဆိုရင်ပထမတန်ကိုဖိဒါဆိုရင်ကျွန်မနမူနာစာကြောင်းလေးဖတ်ပြမယ်နော်ကျွန်မအလွတ်မရလို့ကြည့်ဖတ်ပြမယ်ဒီစာကြောင်းကိုနားထောင်ကြည့်ပါသူ့မှာပါတဲ့ noun တွေ adjective တွေကဒီအတန်ကြီးအတန်သေး pattern ဝင်ပါတယ် The artist's most famous picture shows some women and children in a lovely forest with a purple mountain behind ကဲအတန်နှစ်တန်ပါတဲ့ noun နဲ့ verb တွေဆိုရင်ရှေ့စလုံးကိုပဲဖိဆိုပေမဲ့အရာရာတိုင်းမှာချင်းချက်ဆိုတာရှိတယ်ဒီစလုံးတွေဖြစ်တဲ့asleep, mistake, machine, alone ဒါဆိုရင်တော့နောက်စလုံးကိုဖိရမယ်နော်